ဒါလေးကတော့ပမောက်ကြောက်ကြော်ပဲဖြစ်ပါတယ်။ဥကကြတော့တကြားရယ်ဘုံမပမောက်ရယ်ကြောက်ရယ်ကြော်ထား။ရိုးစီတော့နည်းနည်းထည့်တယ်နဲ့သူမြည်ကြည့်လာအောင်။အေးလေးနဲ့စားလို့ကောင်းတယ်။တားကြီးလည်းမချိုဘူး तू ကစိတ်လေးဆိုတယ်။အားကြီးချိုလို့ရှိရင်လည်းအနေမဖြစ်ပြန်ဘူး။စိတ်လေးနဲ့အဲ့ကြောက်အနေရတာလည်းဆိုစားလို့ကောင်းတယ်။你也进来。 စားလို့တော့ပြီးသွားပြီစားလို့ပြီးသွားပြီဆိုတော့ဟိုသွားမယ်လိုက်ခဲ့ကြပါဦးဟိုကတော့တပုတ်လာလေးရိုက်ဖို့အတွက်ပပန်တို့စီးရလိပ်ဖြူကိုသွားနေတာပဲဖြစ်ပါရဲ့ရှင်ခုဆိုရင်တော့ခြေတောင်ရန်စီးရလိပ်ဖြူကိုရောက်နေရပဲဖြစ်ပါရဲ့ရှင်ကဲလိုက်ကြည့်ရအောင်မနေ့ပိုင်းမှာကျတော့ပပန်တို့ကရှောက်လေမယ်ပေါ့နော်ဓပုတ်ရိုက်မယ်နေ့ခင်းပိုင်းမှာကျတော့ဝါရီဆွဲမယ်ညပိုင်းကျလို့ရှိရင်ညပိုင်းနဲ့ညနေပိုင်းကိုရေကူးမယ်ဒီညလေးကကျတော့အရန်လဲတာရတယ်ပြီးတော့ဓပုတ်နေပါလေလဲစိတ်ကြိုက်ရိုက်လို့ရတယ်ပေါ့နော်ချောင်းတာကိုရောက်လို့ရှိရင်စီးရန်လိပ်ဖြူကိုလာဖို့အတွက် recommend ပေးပါရရှင်မကဲကြီးလည်းရှိတယ်လာဗီဒီယိုရိုက်လို့ကဲကြီးလည်းရှိရယ်ပေလေကြီးကိုဆေးလို့ရတယ်အောက်ဝဲမဆေးဝရေးကြည့်ရအောက်ဆေးရင်တခါရဲပေါ်လာမှာမဟုတ်တော့မပြောချင်လို့ကြည့်နေဖူလေတားပဲခဲ့ပြီးတော့ဓပုတ်ရိုက်တာမိုးလူခဏနားလည်အောင်နော်ကဲစီးရလိုက်ပြီးကိုလဲပြီးွားပြီဆိုတော့ပြန်ပြီးတော့ဝါးကြီးဆဲတော့ပဲ let's go ပြီးတော့အဝေးမှာပဲဖြစ်ပါတယ်အလားဓပုတ်သာလာရဲကနေရဲပူတော့အရဲပေမန်းတယ်ပေမန်းတော့ဘိုက်ကစားတယ်ဘိုက်စားတော့6တောက်ပြန်ပြီးတော့ဝါးကြီးဆဲမှာပဲဖြစ်ပါတယ်ခုဆိုရင်တော့6တောက်ကိုပြန်ရောက်နေပြီပဲဖြစ်ပါတယ်6တောက်ကိုပြန်ရောက်ပြီဆိုတော့ဟိုတယ်ကိုပြန်ပြီးတော့ဝါးကြီးသွားဆဲမှာပဲဖြစ်ပါတယ်ရှင် let's go ကဲတဲနေရပြန်ရောက်ပြီဆိုတော့ပေလေစာနဲ့နေ့လေစာထမင်းစားမှာပဲဖြစ်ပါတယ်ဒါကင်းမိုးနည်းနည်းကြီးလေးပဲစားမယ်အရသာစမ်းပြနော်စားကြည့်မယ်နော်သူကကြတော့သူကချင်းမြုံမြုံလေးနဲ့သူကဘယ်လိုပြောရမလဲစားလို့ကောင်းတယ်တအားလည်းမမအောင်အင်းလေးနဲ့ချင်းမြုံမြုံလေးခန်းရင်လေးနဲ့ချက်တာဇုံးရက်ကျော်ရွက်ကြတမိကြိုက်တော့ပြီးတော့ဒါရေပိုးဝဲကန်းကြီးရောက်တော့မဲ့အဝစားရတာအိမ်ရောက်လို့ရှိရင်အသားဟင်းနဲ့ပြန်စားရမှာကန်းကြီးမှာဆိုရင်တော့ပလဲစားအဝကြိတ်
ဒီဆိုရကြရလဲစီးနေတဲ့စားလို့ကောင်းတယ်ရေပွဲပါနော်ထုတ်နဲ့ထုတ်နဲ့တော့စားကောင်းစားကြပါအောင်စားကြပါအောင်ပြောမေ့နေလို့ မပေါ်တာလေ စားလို့ရမှာမဟုတ်တာเนาะအားကြောင့်မပြောတော့ဒါကနန်းမကြည့်လားကနန်းချက်ရှိုးလိုက်သမင်းဆိုင်မှာကနန်းတက်ကြိုက်မယ်သူ့ကိုအချိန်ပေးပြီးတော့တက်အရသာရောင်အချိန်ပေးပြီးစားမှာသမင်းဆိုင်မှာသူ့တက်စားသူ့ကြောင့်လက်နဲ့ဆွဲမယ်ဒါတော့ဒူဒီဟင်္ဂါပဲဖြစ်ပါတယ်ဒူဒီဟင်္ဂါအေးဝါမှာဆိုတမီးအုပ်ထားဘုံလောင်းနေတေချာလေးပေးတာကြတေချာလေးပေးတာလှမလာကြဒါတော့အနီဆန္ဒချက်ဖို့စီကမှားထားတာပဲဖြစ်ပါတယ်တော်တော်စားလို့ကောင်းတယ်အကြိုက်ဆုံးဟင်းထဲမှာကျတော့ဒီဟာကိုပိုကြိုက်တယ်ဒါထုတ်လေးနဲ့ရေပွဲကပိုစားလို့ကောင်းအမှန်ကဆိုလို့ရှိရင်ရေပွဲကကျတော့သူ့အရသာတိတ်မပါဘူးလေအဲ့မပါတဲ့အရသာကိုသူကအရသာဝင်ပြီးတော့စိတ်ဝမ်းထက်ချက်ပေးတာတော်တော်စားလို့ကောင်းတယ်ချောင်းသားရအနီဆန္ဒစီကလည်းအားပေးကြအောင်နော်တော်တော်စားလို့ကောင်းတယ်အဲ့ရေပွဲကနောက်ဆုံးဟင်းလိုက်ရပစုံမဲကြံတော့အကျိုးပစုံကောင်းကိုကြီးပဲကြံမိုက်ရကြံစားပြမယ်လူရတာလဲဆိုချက်ကြည့်နောက်ဆုံးဟင်းလိုက်ရပစုံမဲဖြစ်ပါတယ်တော့ရတော့အဖြူရလေးချက်တာအဖြူရလေးကိုမှမိုက်တယ်ချစ်တော်စီတက်ပြီးချက်တာတော်တော်လေးမိုက်တယ်ဒါလေးကချမ်းရင်ဒီအနှစ်လေးနဲ့ချက်ထားပါတယ်လူချင်းချင်းနဲ့ပါတယ်နော်ဒါကအဖြူရလေးကိုမှပစုံချိုးချက်ပေါ့နော်ဒါချိုးတာတော့တော်တော်လေးချိုးတယ်ထပ်ပြီးတော့စမ်းကြည့်ဘယ်လိုချိုးရဒီဟာဘယ်လိုတော်တော်ချိုးရစားလို့လည်းပြီးပြီဆိုတော့ခနန်းကိုပြမှာပဲဖြစ်ပါတယ်ခနန်းကတော့တမိအစားဆုံးမစားပြတော့ဘူးခနန်းအကောင်ဘယ်လောက်ကြီးမကြီးဆိုတာကိုပြမယ်။ကြိုင်ပြမယ်ကြည်လား။ဝေါကြီးပဲကြမ်းကောင်ရကြမ်းတိတ်ညနာထထောင်ကြီးရတွေ့လား။တို့တပိတ်တဲ့ပသိတဲ့ထဲလိုက်လို့ရှိရင်တော့ညနာကြီးထထောင်ပောက်ကွဲနိုင်တယ်။တော်တော်ကြီးရဲ့အကောင်ကအနီဆနာချက်ဖို့စီကမှားတာပဲဖြစ်ပါတယ်။ကြီးပဲကြည့်တော့ဘယ်နှကောင်ပါလဲဆိုချက်ရှိုးလိုက်တော့စားတော့အစားဆုံးရိပ်ပြတော့ဘူးခဏလေးခွာတာလေးဘာညာတမစားရကလေးရှိရပါတော့အဲ့ဒီအကောင်ပဲချက်ရှိုးလိုက်တော့လောဆယ်စားကြပါဦးလို့မှန်နေရနေရှာနေရက်လိုက်ပါဒါပမန်တို့ခုဆိုလို့ရှိရင်တော့ချောင်းသားနေအိမ်ကိုပြန်มาတော့မယ်ရှင်ပမန်ချောင်းသားဘယ်လိုလေးရတော့ဒီလောက်ပါပဲရှင်